高呢谁的话嘞？接受办批些嘛，一讲谁的得打子。高到谁的这个集团来人，第一步我们得给嘛就背面，脑袋的呀小龙谁不嘛来喏，没学这路表演的是哪里个小团了？对了，这就那么话题来的，他那个弄的就家务嘛，为什么这讲下来个，因为他们表演，为什么这个批评吧？为什么是干单的？哦。ကတာမှာမိုးသားမြို့ဆိုတာရှိနော်အဲ့ဒီမိုးသားမြို့မှာတထေးမကြီးတယောက်ရှိတယ်ဗျအဲ့ဒီတထေးမကြီးကဒေါ်ရွှေဥရှင်လေးကိုစလင်းကား6កောင်လောက်ရှိအင်မတန်ချမ်းသာသူ့ရဲ့သားကဥထွန်းရှိတဲ့စာရီပါတွေရေးတယ်အဲ့ဒီတကကြီးကိုယ်တိုင်ရေးခဲ့တာသူရန်ကုန်ပြောင်းမယ်ဆိုတော့သူ့အမေကပြောတယ်ငါသားမင်းရန်ကုန်ပြောင်းမယ်ဆိုတော့အမေကမင်းကိုဘယ်တော့မှမပြောခဲ့ဘူးတဲ့အကြောင်းအရာတစ်ခုပြောချင်အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်တော့အမေကတော့နေမကောင်းဖြစ်တော့မှာပဲတဲ့စိတ်ဝင်စားကြကောင်းတယ်နော်အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်နေမကောင်းဖြစ်မှာဒါပေမဲ့ငါသားကိုချစ်လွန်းလို့အမေပြောမယ်အဲ့ဒီမှာနားထောင်ငါသားလွန်ခဲ့တဲ့နှစ်45 80 80လောက်တုန်းကဟောဒီမိုးရာမြို့ရွှေတီဆိုတဲ့ကောင်မလေးတယောက်ရှိတယ်အင်မတန်ဆင်းရဲတဲ့တအိမ်လုံးလူစုံတက်ဆုံအလုံးလုံးမှထမင်းစားရရုံလေးရှိလုံးတက်တာအကုန်လုံးရဆင်းရဲလုံးလို့အဲ့ဒီရွှေသီးဆိုတဲ့ကောင်မလေးက12နှစ်13နှစ်သမီးလောက်ဘောဓိကျောင်းဆိုတာရှိတယ်အဲ့ဒီဘောဓိကျောင်းဆရာတော်နဲ့သူကခင်တယ်ဆရာတော်တပည့်တော်မတော်မှာအင်မတန်ဆင်းရဲတယ်ဘယ်နဲ့လုပ်ရမလို့မေးတယ်မေးတော့ဆရာတော်ကဟဲ့ရွှေသီးမရှိရင်လှူရတယ်လို့ပြောတယ်ပိဋကရင်မရှိရင်အဲ့ဒီမှာမရှိဘဲနဲ့အရှင်ဘုရားဘာလှူမှလဲဟုတ်တယ်လို့ပဲနော်မရှိဘဲနဲ့ဘာလှူမှလဲအေးအဲ့ဒီမှာဆရာတော်ကအတူတူပဲပြောကြစို့အေယာဝတီမြစ်ကိုလက်ညှိုးထိုးပြဒီရည်ဒီနင်ကြိုက်တော့ယူလို့ရတယ်မို့လားရပါတယ်ဗျအဲ့ဒီလိုဆိုရင်ဒီတောင်ဆောင်ပေါ်မှာဇင်းဇောင်းနှမ်းလျှောက်တက်သွားပြီးတော့မြတ်စွာဘုရားကိုအေယာဝတီမြစ်ထဲကရေတွေကိုခတ်ပြီးတော့လူရေဆိုတာတန်ရှင်းစေတယ်စင်ကြယ်စေတယ်အစာအလောင်ပြေစေတယ်မြတ်စွာဘုရားကိုအဲ့ဒါလို့မြတ်စွာဘုရားရေစာရှာမှာပဲရေချိုးခြင်းမှာပဲအဲ့ဒါလို့မြတ်စွာဘုရားကိုကိုချင်းစာစိတ်နေပေါ့နော်အေးမြတ်စွာဘုရားကိုရေလှူစမ်းနဲ့ပတ်စံမရှိရှိတယ်မလို့အဲ့ဒီမှာဆရာတော်ကလည်းတရားဟောတော်ကောင်းတယ်ရေအကျိုးတွေဘာတွေပြောပြပြီးတော့ရေလှူခိုင်းတယ်သူတော်တော်ယုံကြည်တယ်အဲ့ဒါရေလှူတယ်အမြဲတမ်းလှူတယ်အသက်မရှိဘူး18နှစ်သမီးလောက်ကျတော့တည်သွားတယ်အဲ့ဒီရွှေသေးကတည်ပြီးတော့အဲ့ဒီမိုးသားမြို့မှာအချမ်းသာဆုံးတထေးအိမ်မှာလူဝင်စားဖြစ်မသိပါဘူးအဲ့ဒီကလေးမလေးကသူလူဝင်စားဆိုတာမသိအဲ့ဒါ9နှစ်10နှစ်9နှစ်မသိဘူးအဲ့ဒါတနေ့ကျတော့သူ့အမေရဲ့လက်ဆွဲပြီးတော့အဲ့ဒီဘောဓိကျောင်းကိုဆွန့်ဖို့သွားတာဗျဆွန့်ကြိုင်ကလေးဆွဲအဲ့ဒီမှာကျောင်းသားရောက်ခါလေးလမ်းအဖြတ်အကူးမှာအသက်အရွယ်တော်တော်ကြီးတဲ့မေကြီးအိုကြီးတယောက်နဲ့တွေ့အဲ့ဒီမေကြီးအိုကြီးရဲ့ပခုံးပေါ်မှာတပတ်ကလေးတစ်ချိန်ခြုံထားတယ်အဲ့ဒါသူတို့နားရောက်ပြီဆိုတော့အဲ့ဒီတပတ်ကိုရမ်းပြီးတော့ပခုံးပေါ်တင်လိုက်တယ်အဲ့ဒီတက္ကမကြီးကအဲ့ဒီတပတ်ရဲ့အမိတ်ဖျားလေးကအဲ့ဒီခုနတုန်းကရွှေတီသေးလို့ဝင်စားတဲ့ကောင်မလေးရဲ့မျက်လုံးကိုရိုက်မိဖြတ်ဆိုသူကလှမ်းပြီးတော့ဖမ်းလိုက်တယ်အဲ့ဒီတပတ်ပိဋကရင်အင်မတန်ထူးဆန်းတယ်နော်သဘာဝတရားတွေအဲ့ဒီအခိုက်အတန့်ကလေးမှာအဲ့ဒီတည်ငါလေးမှာအဲ့ဒီကောင်မလေးဇာတိတ္တရဉာဏ်ရနောက်ဘဝကိုပြန်အမှတ်ရအဲ့ဒီတပတ်လေးကိုတိတိချာချာကြည့်ဒါငါရက်ခဲ့တဲ့တပတ်ပဲတကယ်သူရက်ခဲ့တာအဲ့ဒီတပတ်ကအဲ့ဒါနဲ့အဲ့ဒီမိန်းမကြီးကြည့်တော့ဒါငါအမေပဲတဲ့သိတယ်နော်အမေလို့ခေါ်မလို့လို့အဲ့ဒီမှာဒီဘဝအမေကငါသမီးဘာတွေငေးကြည့်နေတာလားဆိုပြီးတော့ကြောင်းပေါ်ဆွဲခေါ်လိုက်ရပြီးတော့ပြောပြပါလေအဲ့မှာကျောင်းရောက်တဲ့အခါကျတော့ဩဒါငါရဲ့ကျေးဇူးရှင်ဆရာပဲသူရေလူခိုင်းခဲ့လို့ငါဆင်းရဲတဲ့ဘဝကလွတ်မရှိရင်လှူဆိုလို့လှူတာအခုငါရှိပြီနော်အဲ့ဒါနဲ့ဆရာတော်ဗျာအရှင်ဘုရားရွှေတီကိုသိသလားဗျာဟာသိတာမောရွှေတီသေးတာမကြသေးဘူး10နှစ်လောက်ရှိတပည့်တော်ရွှေတီပဲအမေနေမလို့ရွှေတီဖြစ်အကုန်လုံးပြောပြတယ်အဲ့ဒီကလေးမလေးကပြောနိုင်တယ်နော်အကုန်ပြောနိုင်တယ်အဲ့ဒါတော့ရွှေဥအဲ့ဒီတက္ကမကြီးနော်အဲ့ဒီရွှေတီဝင်စားတဲ့တက္ကမကြီးအင်မတန်ချမ်းသာဘလောက်ချမ်းသာတော့ဆိုလို့ရှိရင်တလားတိတိအဲ့ဒီမိုးသားမြို့နေအကုန်လုံးအလှကြီးလုပ်ပြီးကျွေးတယ်ဟိုအဲ့ဒီခေတ်ကဦးဇင်းတို့အင်မတန်နာမည်ကြီးတဲ့ဟိုရှင်မတင်မောင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်နော်မြတ်ချီချင်းဒေါ်ငွေမြန်ရဲ့ဇက်နဲ့9ရက်တိတိတောင်အလှပေးတယ်လို့ပြောတယ်အင်မတန်ချမ်းသာအနာယောဂါဆိုလို့တဲ့ရက်စားလေးတောင်မှမရက်ဘူးတဲ့ကဲယောဂကင်းလိုက်ပုံအဲ့ဒီတက္ကမကြီးမှာနော်အနာယောဂဘာမှမရှိဘူးသူ့မှာအဲ့ဒါလောက်ပစ္စည်းဥစ္စာလည်းပဲတင့်တော့တင့်တယ်ရုပ်လည်းသူ့ဓာတ်ပုံပါတယ်ဗျ
လူငယ်တွေသိကျင်လို့ရှိရင်ဓမ္မသရိယဥထိတ်လန်ရေးတယ်ဓမ္မဒူရတတိယအတွဲကိုကြည့်အဲ့ဒီမှာသူဓာတ်ပုံပါနော်အဲ့တော့ပိဋကတ်တို့ဦးဇင်းတို့ကဘာပြောချင်တာတော့ကောင်းတဲ့စိတ်တွေတကယ်အားကိုးရပါတယ်လို့ဥလိုက်အသေးလိုက်ယုံကြည်စေခြင်းလေဟုတ်လားတခါကြီးမိုင်များဒါဒါနရဲ့အစွမ်းလေးပဲရှိသေးတာနော်ဒါနတဲ့သီလမြတ်တယ်လို့ဒီပိဋကတ်ကြားဘူးတယ်မဟုတ်လားသီလတဲ့ဘာဝနာမြတ်တယ်လို့ကြားဘူးတယ်မဟုတ်လားသူတို့ကပိုးပြီးတော့မိတ်ဆွေရစ်ပီတာတယ်ပိုးပြီးတော့ထိရောက်စွာအကျိုးပြုနိုင်တဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေတွေကမိတ်ဆွေထဲမှာလေမဲ့ညံဖူညံဆိုတဲ့မိတ်ဆွေကတော့အကောင်းဆုံးမိတ်ဆွေပေါ့တခါကြီးမိုင်များသူကတော့မင်းသိရင်လည်းအပေလေးပါကြမှာလေလားလို့မစိုးရင်တော့နဲ့တောကတွေအလုံးငြိမ့်ပေးလိုက်တယ်ခင်ဗျားတို့အခုချိန်မှာဘာတွေချမ်းသာလို့ဘာတွေဘလောက်ပဲအဆင်ပြေလို့နေငါသိရင်အပေလေးပါမြန်ရောက်အောင်မလားဆိုတဲ့စိုးရင်ချက်ကသိခြင်းတရားနဲ့တွေ့ထိလာတဲ့ခါမှာရောက်မလာပြီဘူးလားရောက်လာပြီခုမနေနိုင်တာမောနေနိုင်တယ်ဆိုတာအနိစ္စနဲ့တို့မကြည့်သေးလို့အဲ့ဒါလိုနေနိုင်တာဗျဒကမာကြီးများဟုတ်ရဲ့လားပျက်စီးမှုနဲ့တို့ကြည့်ပါကိုဘယ်လောက်မာနိုင်တယ်လဲဆိုတာအဲ့ဒီကြတော့အဖြေပေါ်မယ်နော်ပျက်စီးမှုနဲ့တို့ကြည့်ပါသာသမီပျက်စီးတယ်ဆွေမျိုးပျက်စီးတယ်ပစ္စည်းပျက်စီးတယ်နောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးပျက်စီးတို့ကြည့်ပါအဲ့ဒါလေးနဲ့ငါဘလောက်တတိရှိတဲ့ငါလဲဘလောက်မာနိုင်တဲ့ငါလဲဘလောက်ပြုံးနိုင်တဲ့ငါလဲပေါ်လာအဲ့ဒီသောတပတ္တိမဲ့ညာဘုံညာတိဟူသောမိတ်ဆွေစစ်ကိုရပြီဆိုရင်ငါသိရင်အပေကြမှာလေလားလို့မင်းမစိုးရင်တော့နဲ့လို့ပြောနေတယ်လို့စိုးရင်တရားလိုသေးသလားမလိုတော့ဘူးဓာတ်ထက်ကောင်းသောဓာတ်ထက်တန်ဖိုးရှိသောအရာပိဋကရေမဲ့ညာဘုံညာနဲ့တန်ဖိုးရှိသောအရာရှိဦးမလားမရှိတော့ဘူးဒါကြောင့်မိတ်ဆွေဆိုတာအဲ့ဒါလောက်ထိလေးလေးနက်နက်နားလည်ထားရမယ်နော်